ဟိုးချေချေတုန်းကဟူရှမ်းဆိုတဲ့နေမြေမှာများပြားလာတဲ့မိစ္ဆာတွေဟာလူသားတွေကိုတပ်ဖြတ်စားတောက်ခဲ့ကြပါတယ်။တေးနှုတ်တဲ့လူသားတွေကမိစ္ဆာတွေရဲ့မခုခံနိုင်ပဲအကူညီမဲ့နေတဲ့အချိန်မှာကဘာကြီးရဲ့ရင်နဲ့ရန်စုပ်ယူထားတဲ့ dressing ၅ ပါးတမန်တော်တွေပေါ်ထွက်လာခဲ့ပါတယ်။တမန်တော်တွေဟာမိစ္ဆာနယ်မြေနဲ့လူသားနယ်မြေကိုပိုင်းခြားပြီးအရစ်ဆက်ဆုံးမိစ္ဆာတွေကိုအကျဉ်းချခဲ့ပါတယ်။ဒီနေ့မှာတော့မီးတမန်တော်ဟာအစီရင်ဖွင့်ခဲ့ပြီးနောက်ပိုင်းမှာအစီရင်ကနေမြင့်မြတ်တဲ့မိစ္ဆာသားရဲ့သားလေးဟာပျောက်ဆုံးသွားခဲ့ပါတယ်။မြင့်မြတ်တဲ့မိစ္ဆာသားရဲ့ဖခင်ဟာတမန်တော်ရဲ့ရှစ်ခင်ရသူနှစ်ယောက်ကိုသူ့ရဲ့သားလေးနဲ့ပြန်လာရွေးဖို့ငါးစာအဖြစ်ဖမ်းယူသွားခဲ့ပါတယ်။တကယ်တမ်းတော့မြင့်မြတ်တဲ့သားရဲ့ဟာနတ်ဆိုးတွေရဲ့အစွမ်းကိုတိုးစေတဲ့အပြင်သူ့ရဲ့အကြီးကွန်ကလည်းလူသားတွေအတွက်ယောဂမှန်သမျှကိုပျောက်ကင်းစေနိုင်ပါတယ်။ဒီနေ့မှာတော့စူးရှောင်းအန်းဆိုတဲ့မိန်းကလေးဟာသူ့အဖွားစီကနေစေးဘက်ဝင်အပင်တွေကိုသူ့ဖေစီကိုတွားပို့ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမရဲ့ဖခင်ဟာသူမကိုအရစ်တည်းကျောင်းတော်မှာစေးထဲကိုစေးပလင်းတွေတွားဝယ်ခိုင်းပါတယ်။စူးရှောင်းအန်းဟာလမ်းသွားရင်လမ်းမှာထူးဆန်းတဲ့လူ၃ယောက်နဲ့တွေ့ခဲ့ပါတယ်။သူမကတော့သူမပတ်ဆက်တွေလူမယ်ထင်ပေမဲ့သူမကိုအနီးအနားရွာလန်းကိုမေးပါတယ်။သူမလည်းကြောက်ကြောက်လန့်လန့်နဲ့လမ်းတွေပေါ်ပြေးထွက်လာခဲ့ပါတယ်။မတော်တဆရှန်ရမ်းမြူတောင်တန်းဆိုတဲ့ကြောက်မတောင်ရှိကိုရောက်ပြီးတော့ဘေးနာကဘဲတကောင်ကြောင့်ထိတ်လန့်ပြီးတော့အဲ့ဒီဘဲကိုရန်သူမှတ်ခါအဝေးကိုလွန့်ပစ်လိုက်ပါတယ်။ဘေးနောက်ကိုလိုက်ကြည့်ရင်းကနေတောင်ကုန်းပေါ်ကနေအဝက်ဖလာနဲ့ရေရှိုးနေတဲ့အမျိုးသားကိုတွေ့ပြီးထိတ်လန့်စွာနဲ့အောက်ကိုပြုတ်ကျသွားပါတယ်။ထိုမျိုးသားကတော့လူတက်ဘဲကိုပဲဦးစားပေးဖမ်းခဲ့ပါတယ်။တစ်ဖက်မှာလည်းစူးချောင်းအန်းရဲ့အဖေဟာသူတို့အကိုကြီးစီကနေစေးလိုကြောင်စားရပြီးတော့သူ့ညီနှစ်ယောက်ကိုစေးသွားထုတ်ဖို့ပြောခဲ့ပါတယ်။သူ့ညီ၆ကတော့စေးထုတ်တိုင်းသူတို့ပဲလုံနေရလို့စောရကတက်နေပုံပါပဲ။စူးချောင်းအန်းနဲ့ဘဲចောင်းသားလေးဟာစကားဆက်ပြီးပြောရင်သူလည်းအရက်တည်းရဲ့ចောင်းတော်ကိုသွားမှဖြစ်တဲ့အတွက်လမ်းကြုံလိုက်ခဲ့ပါတယ်။အရက်တည်းရဲ့ចောင်းရောက်တော့ဘဲចောင်းသားလေးလှုပ်ထားတဲ့ကြွေအိုးတွေဟာတက်ရက်ပြီးအပေါက်သေးသေးလေးတွေပါတာကြောင့်စူးချောင်းအန်းကစိတ်ဝင်စားသွားပါတယ်။ပြီးတော့သူ့ကိုယ်သူရွှဲရှမ်းလို့မိတ်ဆက်ပြီးတော့စူးချောင်းအန်းကိုသူ့ရွာကိုစေးကွက်တီလိုက်ပို့ပါတယ်။တစ်ဖက်မှာလည်းလူစိမ်း၃ယောက်ဟာစူးရှောင်းအန်းတို့ရွာကိုတိုက်ခိုက်နေပြီးသူ့ဦးလေး၂ယောက်ကတော့အပြင်းထန်ဒဏ်ရာရနေပါတယ်။စူးရှောင်းအန်းရဲ့ဦးလေးကိုတက်ပြက်ခါနီမှာဘဲចောင်းသားလေးဟာဝင်ရောက်တိုက်ခိုက်ပြီးလူအောင်ဆောင်ထားတဲ့မိစ္ဆာနှစ်ကောင်ကိုတက်လိုက်ပါတယ်။အဲအချိန်မှတီးလိုက်ရတာကတော့ဘဲចောင်းသားလေးဟာမီးထွက်စင်ဖြစ်တဲ့ဝူရှမ်းဟော်ရှင်ဖြစ်နေတာပါ။